ငါလူးမှာညှော်မှာပေါ့ဒီကောင်ကြီးကွန်ကျွန်းသွားတာပဲယုတ်အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ပစုံကင်မှာဖြစ်ပါတယ်ချက်ပြမယ်เนาะရှူလိုက်ပါအောင်เนาะအဲ့တော့ကျွန်တော်ပစုံကင်ပါမယ်โอเคဒါကတော့ကျွန်တော်တို့ကင်ဆက်ပဲဖြစ်ပါတယ်အဲ့တော့ကင်ဆက်ပေါ်ကျွန်တော်စီဖြန်းပါမယ်စီကတော့ဒီမှာပါကျွန်တော်ဒီပေါ်စီလေးကိုဒီမှာစပြီးတော့ကင်မယ်เนาะဟုတ်ပြီဒီကောင်လေးကင်ပြီစပြီးတော့ထဲ့ပြီတော့ဒီလိုမျိုးတင်လိုက်ဒီစောက်ပေါ်လေးရတယ်ဒီမှာရဲလာပြီเนาะကျွန်တော်ကြောက်တာတစ်ခုပဲရှိတယ်ကျွန်တော်မျက်နှာကိုထပြီးတော့စီမှန်မှာကြောက်တာ professional ကျွန်တော်golden run ဆေးလာเนาะအဲ့လိုမျိုးကျွန်တော်လုပ်ပြရမယ်ဆို9កောင်ရုံးစกินမယ်เนาะ9កောင်ပြီးမှကျွန်တော်ဒီမျိုးဒီမှာဗျာညကျန်တယ်ကျွန်တော်ပစုံ16កောင်ရှိတယ်ဒီပေါ်မှာ9កောင်ဆိုတော့17កောင်ကျွန်တော်กินဖို့ကြံတာလေးတယ်เนาะကျွန်တော်ပြီးရင်ပါဗျာ hot ထော့အချောင်းလေးလည်းရှိတယ်မသိလားဒီမှာ hot ထော့အချောင်းလေးကျွန်တော်ပြဒီမျိုးဗျာအဲ့တော့သိမှာပါဒီမှာဒါမျိုးပေါ့เนาะအဲ့တော့ဒါလေးပဲကျွန်တော်กินမှာဟုတ်တယ်ကျွန်တော်ထည့်ထားတယ်အော်မေးလို့ cheese ပြားလေးလည်းရှိပါတယ်။ကျွန်တော် cheese ပြားလေးပါကျွန်တော်ထည့်ပြီးလုံးပါပစုံရဲ့ခေါင်းလေးကို cheese ပြားလေးပါထည့်ပါတော့လိုက်ကြီးကလီးရဲစောက်လို့ရှုံးတော့ဒီဘက်လက်မှာဆုံးမယ်စောက်လို့မရှုံးဘူးလက်ပြောင်းဆိုလိုက်ရတာမင်းဘူးလားစောက်ဖို့ကရောပါဗျာကရော喂，不给他。cheese ကိုဘလို့ထည့်ရင်ကောင်းမလဲဒီ cheese ပြားလေးတွေကိုလေဘုံကခွာတဲ့ဟုတ်အော်အဲ့ဒါမွေးတာပဲအလီတိုင်းထည့်မြတ်ပတ်ဘူးလားရောအဲ့တိုင်းထည့်လိုက်မယ်နော်အဲ့လိုမျိုးအပေါ်တင်လိုက်မယ်ကြာအဲ့ဒီပိုင်မလိုက်ဘူးမလားပူးတယ်အဲ့တော့မလိုက်ဘူးပူးတယ်အာချီလာပါလားမထည့်တဲ့ဘူးကွာသူများဘယ်လိုထည့်လဲဝေးနာပစုံကင်းနေနဲ့မီးပြတ်သွားပါတယ်လို့နော်တော်သေးတာပေါ့9အောင်လေးกินပြီးသားရှိတယ်ဒီကောင်တွေကတော့ဒီလာတော့ဆက်กินတော့ကဲကျွန်တော်မီးပြန်လာပြီအဲ့တော့ကျွန်တော်တို့ပိုင်း2ပါเนาะကျွန်တော်ဆက်ပြီးกินပါမယ်နေလို့ရှုပ်သွားတာဗျာသိရမလားမီးပြတ်သွားတော့လေဒီကခုနကกินလို့9កောင်နဲ့กินတော့ဒီကအများကြီးกินလိုက်တော့ဒီကမီးနဲ့กินမယ်ကျွန်တော်မီးပူတာလေးစောင့်နေပါတယ်အချိန်အတွင်းမှာကျွန်တော်တို့ဗီဒီယိုကတရှင်းဘောလောက်ဝခွင့်ပြပြနော်နောက်ဆိုသူများတွေဆိုရင်ဗျာလုံချိန်မျိုးကိုသိရမလားမီးတစ်ခုလေးစောင့်နေပါညာဆိုရင်ကြောညာတွေပဲဝင်ကြတယ်ကျွန်တော်မှာတော့ကြောညာမရှိတဲ့အတွက်တရှင်းပဲသွားပြီးထားအောင်မယ်ကြီးညာတဲ့ကြောညာမရှိတဲ့အတွက်ပါဒီထင်းလေးဖွင့်ဟိုဟာကော်ပီဘဲတွေမိတွေပါအောင်တော်ပြီနောက်ကြနေဗျာဒီတော့ည10နာရီထိုးနေပြီမီးက10နာရီမှပြန်လာတာဒီက8နာရီတော့မပြည့်သွားဆိုမှ10နာရီပြန်လာပြီရတယ်ဒီလူတွေပေါ့နော်မနေ့တည်းကကျွန်တော်ပစုံလေးကိုမှားထားတာသိလားမနေ့တည်းကျွန်တော်ပစုံလေးကိုမှားထားတာအဲ့ဒါကိုကျွန်တော်အိမ်ရလူကြီးမသိဘူးကျွန်တော်မှားတဲ့ပုံစံနဲ့သူကချက်ပြတာအဲ့ဒီပစုံချက်ပြီးတော့ကျွန်တော်ငုံပေါ့သိလားပစုံတောင်းတဲ့ခေါင်းကိုသိလားမှားတာသူကချက်ပြတာဟာချက်ပြီးတော့ကျွန်တော်ကနေကမဲ့ဈေးကိုတခါကျွန်တော်ထပ်သွားပြီကျွန်တော်ဘာသာကျွန်တော်သွားဝယ်ရတယ်ကျွန်တော်မွေးတဲ့ဘူးတွေပြဈေးတွေပါတယ်တည်ရမှာအမေတော်သေးတာပေါ့ရလို့ပဲတည်ရမှာရလို့ပဲတော်သေးတယ်ပြောရโอเคဒီမှာနောက်လေးရောအရင်တည်တာပဲနော်တည်တာတစ်ဖက်ကကြက်သွားတယ်လုံးဝချက်ချင်းမတည်တာတည်တာကျွန်တော်လှမ်းပြ
ကျွန်တော်ဒီပစုံလေးကျွန်တော်ရေခဲဖုံးနဲ့ဟိုနှက်ထားတာဗျာဒီရေခဲဖုံးကျွန်တော်ရေခဲတစ်ထောင်မှုဝယ်ပြီးတော့ကျွန်တော်လုပ်ချင်လို့ဗီဒီယိုရိုက်ချင်လို့ဗျာစားချင်လို့တော့မဟုတ်ဘူးတကယ်တော့အမှန်တမ်းပြောရရင်ကျွန်တော်ဗီဒီယိုတော့ဖြစ်မြောက်ရေးအတွက်ပေါ့ဗျာကျွန်တော်အားထုတ်ရတာပစုံကတော့ကျွန်တော်ပြောမယ်ပစုံကိစ္စကကျွန်တော်နှစ်ခါကုန်တာပေါ့ဗျာသိရမလားနှစ်ခါကုန်တာပေါ့ဒါပေမဲ့လည်းကျွန်တော်ချက်တာလည်းကျွန်တော်ပဲစားတာပါဒါပေမဲ့နှစ်ခါကုန်တော့နှစ်ခါတော့ကုန်သွားတာပေါ့ဗျာသိရမလားတောင်းနေတောင်းနှစ်ခါတော့ကုန်သွားတော့ဒီချက်ကျွန်တော်အကြောက်ဆုံးအရာအဲ့စီပူတွေပါလေမှန်တာတော့ဘာလို့ကျွန်တော်အကြောက်ဆုံးလဲဒီချက်လေလုံးဝဘောမှာအကြောက်ဆုံးဒါလည်းမေးအဲ့ဒါပါပဲဘူးမှတော့မမေးပါဘူးဒါပေမဲ့လည်းပြပြတာပါနော် cheese ဟိုမှာ cheese ပြားတွေဗျာဒီလားလောဘကြည့်ပြီးတော့၄ပြားအောင်ဝယ်ထားတာမကျင်းတပြားတော့မကုန်သေးဘူးပစုံ9កောင်လေတပြားတော့မကုန်သေးဘူးခုနကထည့်လိုက်တာပြီးတော့မီးပြက်သွားလို့ဗျာဘူးအောက်ပါဒါတိုင်းလေးပဲကျွန်တော်ပုံလိုက်ပဲခါဒီလားဒီတိုင်းလေးပဲဘုံလေးပေါ်ကျွန်တော်ပုံလိုက်မယ်နော်အဲ့မှာကျွန်တော်ပုံလိုက်မယ်ဟုတ်ပြီဖတ်ကြနော်ဒီမှာတိုင်းမှာကျွန်တော်ပုံလိုက်မယ်တောင်းလေးချင်းချင်းပေါင်းပြီးပါရှင်းလားပဲစီချက်တယ်မင်းညှော်တယ်ညော်ဘလို့ပဲကွာဘလို့ရုံးနေဖုန်းနဲ့ပဲခင်းတော့နော်ဒီပဲညော်တယ်ဆောက်လို့ချိုးတာကွာချိုးမှာခွေးလန်းနေတယ်မင်းကိုခွေးလန်းနေတယ်လန်လိုက်လန်ရတော့ဒီနော်ဒီကိုလုံးလေးတဲ့ကောင်လေးကရတော့ပြီအဲ့တော့ကိုလုံးလေးတဲ့ကောင်ကိုထည့်ဖို့ကိုတော့ဟမ်းပြီးတယ်မလားကျွန်တော်မလာရှမ်းကိုပေါ့မလာရှမ်းကိုပေါ့စားတဲ့ဗီဒီယိုတင်တော့လေဒါပေါ့ဘူးတင်မှာရေလေးနည်းနည်းပေးနေတယ်အဲ့တော့နားဒီမျိုးကမျိုးကောင်းတယ်那个不一样。那什么？哦，多少年？别玩了，背玩。还有桌面就玩，别玩。fuck。ငါလုံးမညှော်မှာပေါ့ဒီကောင်ကြီးကွန်ကျွန်းသွားတာပဲအာငါလေးဒီနေ့ခင်းချတာတော့တကယ်နှိပ်ပံပါပဲကွာငါလုံးမဒီလိုပဲကွန်ကျွန်းသွားပြန်ပြီအဲ့ရောညှော်တယ်ဆိုပြီးဖြစ်နေတာပဲဘာလို့လောင်းသွားတာလဲငါစဉ်းစားလို့မရဘူးကျွန်တော်ဒီနေ့ဒီပစုံกินတာမီးတွေပြတ်တယ်เนาะကျွန်တော်ပစုံကိုနှစ်ခါပြန်ဝယ်ရတယ်เนาะအဲ့လောက်ကြီးအခက်အခဲတွေဖြစ်နေအခုလည်းကွိုင်းအခုလည်းအောက်ကမီးပလက်ဟုံကျွန်းသွားပြန်ပြီသိလားအဲ့တော့လောက်ကြီးအခက်အခဲဖြစ်နေအဆင်မပြေဘူးသိလားအဲ့တော့ကျွန်တော်တော်ပါပြီဆက်မกินတော့ဒီကောင်တွေကတော့ဝဲလိုက်ပါတော့ကျွန်တော်၄ကောင်မျိုးရည်ပဲကျွန်တော်ဒီနေ့ပစုံဘိုးနေ3000လောက်ကုန်